အားလုံးမင်္ဂလာပါအခု2ရက်ခိုင်းထီက2ရက်နေ့မှထွက်မှာဖြစ်ပါတယ်နော်2ရက်နေ့မှထွက်မှာပါ30ရက်နေ့မဟုတ်ပါဘူးဒီနှစ်မှာ2ရက်နေ့မှထွက်မှာပါကျွန်တော်ခိုင်းထီထိုးထားပါပြီထိုးခိုင်းထီမှာစာရွက်လေးရှိပါတယ်နော်ခိုင်းထီမှာစာရွက်လေး2ရက်နေ့မှထွက်မှာဖြစ်ပါတယ်ထိုင်းထီက2ရက်နေ့မှထွက်မှာဖြစ်ပါတယ်နော်ဒီမှာထိုင်းထီလက်မှတ်ပါနော်ထိုင်းထီလက်မှတ်မှာဒီမှာရေးထားပါတယ်နော်2ရက်ဇန်နဝါရီ2ရက်ဖြစ်ပါတယ်နော်ဇန်နဝါရီ2ရက်ဖြစ်ပါတယ်နော်ထပ်မှထိုင်းလို့လည်းရေးထားပါတယ်နော်ဒီမှာအင်္ဂလိပ်လို့2ရက်ဇန်နဝါရီဖြစ်ပါတယ်နော်တချို့က30ရက်နေ့ထွက်မှာပြောနေလို့30ရက်နေ့မဟုတ်ပါဘူးဒီနှစ်က2ရက်နေ့မှထွက်မှာဖြစ်ပါတယ်အရင်နှစ်တွေကတော့30ရက်နေ့မှထွက်မှာဖြစ်ပါတယ်နော်ထိုင်းတီထိုးထားပါတယ်နော်ထိုင်းတီထိုးထားပါတယ်ခဏတော့မပြတော့ပါဘူးပြနော်2ရက်နေ့မှထွက်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့2ရက်တလ2016အတွက်လေးလုံးကြီးတွက်နည်းလေးကိုကျွန်တော်ပြပေးပါမယ်လေးလုံးကြီးတက်နည်းလေးကတော့အရင်ဗီဒီယိုလေးမှာလည်းတင်ပေးထားတာရှိပါတယ်ဗျာနော်တင်ပေးထားတာရှိပါတယ်ဒါပေမဲ့တချို့ကမသိကြဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ဒီမှာဒါကနှစ်စကနေပြီးတော့သူကမှန်နေတဲ့တွက်နီးလေးဖြစ်တယ်နော်နှစ်စကနေပြီးတော့မှန်နေတဲ့တွက်နီးပါထွက်နီးကဒီမှာခွန်ကိုထွက်တယ်ခွန်ကိုရဲ့အောက်မှာ900လို့ထွက်တယ်900လို့ထွက်တယ်အဲ့ခွန်ကိုလို့ထွက်တဲ့အပတ်ကခွန်ထိပ်စီးရဲ့900လို့ထွက်တဲ့အပတ်ကနောက်နှလုံးပေါ့နော်အလဲရဲ့အပိတ်ရဲ့အဲ့ဒီမှာခွန်300အဲ့ဒီမှာခွန်300ဆိုပြီးတော့ယူပြီးပေါင်းတယ်ပေါင်းတော့ဒီမှာဒီ3လုံးယူပြီးပေါင်းတော့ခွန်လို့ရပါတယ်เนาะအဲ့ဒီခွန်ကိုပါဝါယူတယ်ခွန်ရဲ့ပါဝါက2နောက်ပြီးတော့အဲ့ဒီခွန်ကိုပဲသူကနက်ခတ်ပြန်ယူတယ်เนาะခွန်ရဲ့နက်ခတ်က3ညအဲ့ဒီ3ညကိုကျတော့ပါဝါပြန်ယူလိုက်တယ်အဲ့ဒီမှာခွန်2 305အထီကြီးဆိုပြီးတော့အထီကြီး4လုံးရပါတယ်ဗျာเนาะအထီကြီး4လုံးရပါတယ်4လုံးကြီးဖြစ်ပါတယ်เนาะအဲ့ဒီမှာခွန်2 305အထီကြီးမှာဘာထွက်သွားလဲဆိုတော့เนาะဒီမှာသူကခွန်9နဲ့ခွန်300နှစ်ခုယူပြီးတော့ပေါင်းတာဖြစ်တယ်တော့အဲ့တော့အဲ့မှာခွန်300ရဲ့အောက်မှာဒီမှာ3ခွန်လို့ထွက်ပါတယ်ဗျာနော်3ခွန်လို့ထွက်ပါတယ်အဲ့တော့3ခွန်လို့ထွက်တော့ဒီမှာခွန်တစ်လုံးထိပါတယ်ဗျာနော်ဒီ4လုံးကနေပြီးတော့တစ်လုံးထိရမယ်တစ်လုံးတော့မဟုတ်နှလုံးထိရမယ်အထီကြီးလေးဖြစ်ပါတယ်ဗျာနော်အဲ့ဒီမှာဆိုလို့ရှိရင်3ခွန်လို့ထွက်ပါတယ်3ခွန်ဆိုဒီမှာခွန်ပေါ့နော်ခွန်ဒီမှာအပူးဖြစ်တဲ့အတွက်နှလုံးပါတယ်ပေါ့နော်ခွန်နှလုံးဖြစ်သွားတယ်နော်အဲ့မှာခွန်2 5 3ဆိုပြီးတော့အထီကြီးမှာခွန်တစ်လုံးထိပါတယ်ပေါ့နော်အဲ့လိုပဲအဲ့ဒီမှာ900ရထွက်တဲ့အောက်မှာ3ခွန်လို့ထွက်တယ်အဲ့ဒီမှာ900ထွက်တဲ့အချိန်ကခွန်ထိပ်စီးခွန်3ခွန်လို့ထွက်တဲ့အချိန်ကအလဲတိုင်းနဲ့အပိတ်အဲ့ဒီမှာဒီမှာထက်ကခွန်အောက်ကလည်းခွန်နှလုံးဖြစ်နေတယ်เนาะအဲ့တော့မှာခွန်3လုံးကိုယူပြီးပေါင်းတာဖြစ်ပါတယ်ခွန်3လုံးယူပြီးပေါင်းတော့1လို့ရပါတယ်ဗျာเนาะ1ရဲ့ခွန်3လုံးယူပြီးပေါင်းတော့1လို့ရပါတယ်เนาะခွန်3လ21ဆိုတော့1ကိုယူမယ်1ရဲ့ပါဝါက6ပါတယ်เนาะ1ရဲ့ပါဝါ6ပါပြီးတော့1ကိုနှစ်ခတ်ပြန်ယူမယ်1ရဲ့နှစ်ခတ်က8ရဲ့ပါဝါ3နဲ့เนาะအဲ့ဒီမှာ1683ကီးဖြစ်ပါတယ်1683ကီး4လုံးကီးဖြစ်ပါတယ်เนาะအဲ့ဒီမှာဘာထွက်သွားလဲဆိုတော့3ခွန်ရဲ့အောက်မှာ894လို့ထွက်သွားပါတယ်ဗျာနော်894လို့ထွက်သွားတော့ဒီမှာ8တလုံးထိပါတယ်တဲ့နော်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်ဒီမှာအကျယ်တဝင့်ရှင်းပြမယ်နော်ဒီမှာမှန်လာတာကတော့ဒီမှာနော်ဒီကနေပြီးတော့အစကနေပြီးတော့နှစ်စကနေပြီးတော့သူကမှန်နေတာဖြစ်တယ်နော်နှစ်စကနေပြီးတော့မှန်လာတာဖြစ်ပါတယ်နော်နှစ်စနေပြီးတော့ဒီမှာမှန်လာပါတယ်နော်အဲ့မှာမှန်လာတော့အခုအကျယ်အတွက်ကိုကျွန်တော်အကျယ်ချက်ပြီးတော့ကျွန်တော်ပြပေးပါမယ်နော်ဟော646ကနေပြီးတော့နော်ဒီမှာ646ကနေပြီးတော့ကျွန်တော်ပြန်ပြီးပြပေးမယ်နော်ဒီ646ကနေပြီးတော့ကျွန်တော်ပြန်ပြပေးမယ်နော်646ကနေပြီးတော့ပြပေးပါမယ်အဲ့ဒီတော့646ကနေကျွန်တော်ပြန်ပြပေးမယ်နော်24ကတော့646ကထိပ်စီး6ရယ်9ခွန်8ပေါ့နော်646ရဲ့အောက်မှာ9ခွန်8လို့ထွက်တယ်9ခွန်8လို့ထွက်တဲ့ဘက်က9နဲ့8နဲ့ပေါ့နော်9
connection နဲ့ပေါ့နော်ဒီ connection နဲ့အဲ့ဒီဟာကိုပေါင်းမှဖြစ်ပါတယ်ဗျာနော်6အပေါင်းခွန်အပေါင်း8ပေါ့နော်6ခွန်8 6ခွန်8လို့3လုံးပေါင်းမှဖြစ်ပါတယ်နော်6ခွန်8 connection နဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့1လို့ရပါတယ်နော်ပေါင်းနဲ့6နဲ့ပေါင်း21ဆိုတော့1ပဲယူပါပဲနော်1ကိုပါဝါယူမယ်1ရဲ့ပါဝါဒီမှာအကျယ်ရှင်းပြလိုက်မယ်နော်1ရဲ့ပါဝါပေါ့နော်1ရဲ့ပါဝါ1ရဲ့ပါဝါက6ပါတယ်နော်ပြီးတော့1ကိုနက်ခတ်ပြန်ယူမယ်နော်ဒီမှာနက်ခတ်ပြန်ယူမယ်1ရဲ့နက်ခတ်1ရဲ့နက်ခတ်က8ပါတယ်နော်အဲ့ဒီ8ကိုတစ်ခါပါဝါပြန်ယူမယ်ဗျ8ရဲ့ပါဝါ3ပါတယ်နော်အဲ့ဒီမှာဆိုရင်1683ဆိုပြီးတော့အထီကီးလေးလုံးဖြစ်ပါတယ်ဗျာနော်အထီကီးပေါ့နော်အထီကီးလေးလုံးဖြစ်ပါတယ်ဗျာနော်ဒီမှာကျွန်တော်ရှင်းပြလိုက်မယ်နော်ဒီမှာထွက်လာတဲ့အထိုင်းထီ3လုံးကဏ္ဍကဒီမှာ646နော်646ရဲ့ထိပ်စီး6ရဲ့သူ့ရဲ့အောက်မှာ9ခွန်8လို့ထွက်တယ်9ခွန်8လို့ထွက်တဲ့ဘက်ကအလဲတိုင်းနဲ့အပိတ်နော်အဲ့မှာ6ခွန်8ဆိုတဲ့3လုံးပေါင်းတာဖြစ်ပါတယ်နော်6ခွန်8 6ခွန်8 3လုံးပေါင်းတော့ခုနconnection နဲ့ပေါင်းတော့9ရတယ်9နဲ့6နဲ့ပေါင်းတော့21 21ဆိုတော့1ကိုယူမယ်နော်နောက်ကကဏ္ဍကိုယူမယ်1ရဲ့ပါဝါ1ရဲ့ပါဝါ1ကိုပါဝါအရင်ဆုံးယူတယ်1ရဲ့ပါဝါက6အဲ့ဒီ1ကိုပဲနက်ခတ်ပြန်ယူတယ်နက်ခတ်ပြန်ယူတော့1ရဲ့နက်ခတ်က8အဲ့ဒီ8ကိုပါဝါပြန်ယူအဲ့ဒီမှာ1683ဆိုပြီးတော့အထီကီးလေးလုံးဖြစ်တယ်အဲ့ဒီမှာတဲ့နော်9ခွန်8လို့ထွက်တဲ့အောက်မှာဘာထွက်သွားလဲဆိုတော့ဒီမှာ696လို့ထွက်ပါတယ်696လို့ထွက်တဲ့အခါကျတော့ဒီမှာ6တလုံးထိပါတယ်ဗျာနော်6တလုံးထိပါတယ်တဲ့နော်ဒီမှာ696ဆိုတော့ဒီမှာ6အပူဖြစ်တဲ့အတွက်နှလုံးထိသွားပါနှလုံးပါတယ်ပေါ့နော်696ဆိုတော့ဒီမှာနှလုံးပါသွားပါတယ်တဲ့ဟုတ်ပြီအဲ့ဒါကိုကျွန်တော်ဒီမှာအထပ်ပြီးတော့ဒီမှာဒါကိုတစ်ချက်မှတ်ထားလိုက်နော်ဒါကိုတစ်ကိုပါဝါယူတယ်အဲ့ဒီတစ်ကိုပဲနက်ခတ်ယူတယ်ပြီးတော့ယူထားတဲ့အဲ့ဒီနက်ခတ်ကိုတခါပါဝါပြန်ယူတယ်ဒီလေးလုံးကမတူညီနေဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီမှာထပ်ရေးလို့ရှိရင်ဆက်ကုန်မှာဆိုလို့ဒီအောက်ကနက်ခတ်ဆိုတာတော့ကျွန်တော်ဖြတ်လိုက်မယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ချိန်ကတဲ့6ခွန်8ထွက်သွားတဲ့အဲ့ဒီ6ထိပ်စီးရယ်အောက်က696လို့ထွက်သွားတယ်အဲ့ဒီ6နဲ့9ရယ်အဲ့ဒီ3လုံးကိုပေါင်းမှဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီမှာ9အပေါင်း6 6နဲ့9နဲ့ပေါင်းတော့5နဲ့9နဲ့ပေါင်းတော့4လို့ရပါတယ်ဗျာနော်အဲ့မှာ4ကိုပါဝါယူမယ်เนาะဒီမှာအထက်မှာပါဝါယူတော့4ရဲ့ပါဝါက9 4ကိုတစ်ခါနက်ခတ်ပြန်ယူမယ်4ရဲ့နက်ခတ်က2အဲ့ဒီ2ကိုတစ်ခါပါဝါပြန်ယူမယ်2ရဲ့ပါဝါကခွန်4ကို2ခွန်လို့ရပါတယ်เนาะ4ကို2ခွန်နဲ့เนาะဒါကျွန်တော်အထီကီးပေါ့เนาะအထီကီးဒီမှာပါထွက်သွားလဲဆိုတော့เนาะဒီမှာဆိုရင်696လို့ထွက်တယ်เนาะ696လို့ထွက်တယ်အခုအဲ့696လို့ထွက်တဲ့အချိန်ရဲ့အောက်မှာကြတော့ရှင်898လို့ထွက်ပါတယ်เนาะအဲ့ဒီမှာ492ခွန်ကီး492ခွန်ကီးမှာအထီကီးမှာပါထွက်သွားလဲဆိုတော့သူ့အောက်မှာ898လို့ထွက်ပါတယ်တဲ့เนาะ898လို့ထွက်တော့ဒီမှာ6တလုံးထိသွားပါတယ်တဲ့เนาะအဲ့ဒီမှာကျွန်တော်ရေးပြလိုက်မယ်เนาะ898တဲ့เนาะအဲ့ဒီမှာ898လို့ထွက်တဲ့အထက်က696ကထိပ်စီး6ရယ်898ကဒီက9နဲ့8နဲ့ကိုယူပြီးတော့ပေါင်းမှာဖြစ်ပါတယ်เนาะအဲ့ဒီမှာဆိုရင်6အပေါင်း9အပေါင်း8ဆိုတဲ့3လုံးကိုပေါင်းမှာဖြစ်ပါတယ်6နဲ့9နဲ့ပေါင်းတော့9နဲ့8နဲ့ပေါင်းတော့3လို့ရပါတယ်ဗျာเนาะ3ကိုပါဝါယူမယ်အပေါ်မှာเนาะပါဝါယူထားတယ်ပထမဆုံးပါဝါယူတယ်3ရဲ့ပါဝါက8အဲ့ဒီ3ကိုနက်ခတ်ပြန်ယူမယ်3ရဲ့နက်ခတ်က9ကိုပါဝါပြန်ယူမယ်9ပါဝါပြန်ယူတော့9ရဲ့ပါဝါက3ရအဲ့ဒီမှာဆိုရင်3853ရဆိုပြီးတော့အထီကီး၄လုံးရပါတယ်တဲ့เนาะအဲ့ဒီမှာတဲ့ဘာထွက်သွားလဲဆိုတော့898အောက်မှာ145လို့ထွက်ပါတယ်တဲ့ဗျာเนาะ145လို့ထွက်တယ်145လို့ထွက်တဲ့အချိန်မှာဆိုရင်ဒီမှာ9တလုံးထိပါတယ်တဲ့ဗျာเนาะအဲ့ဒီမှာဘာထွက်လဲဆိုရင်145လို့ထိပါတယ်
ဒါတဲ့ရှစ်ထိပ်စီ1 4 5က9နဲ့4 4နဲ့5ပေါ့နော်4နဲ့5ကိုပေါင်းမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်8အပေါင်း4အပေါင်း5ဆိုပြီးတော့3လုံးကိုပေါင်းတာဖြစ်ပါတယ်8နဲ့4နဲ့ပေါင်းတော့2နဲ့5နဲ့ပေါင်းတော့ခွန်လို့ရပါတယ်ဗျာနော်ခွန်ရဲ့ပါဝါယူမယ်ခွန်ရဲ့ပါဝါက2ခွန်ရဲ့နှစ်ခတ်က3ည3ညရဲ့ပါဝါက5အဲ့ဒီမှာဆိုရင်ခွန်2 3ည5ဆိုပြီးတော့အထီးကြီးလေးလုံးရပါတယ်လေနော်အဲ့ဒီမှာဘာထွက်သွားလဲဆိုတော့သူ့ရဲ့အောက်မှာ2 5နှစ်လို့ထွက်သွားပါတယ်လေနော်2 5နှစ်လို့ထွက်သွားပါတယ်2 5နှစ်လို့ထွက်သွားအချိန်မှာဆိုရင်ဒီမှာ2ကော5ရောနှလုံးလုံးအပြီးရှင်းဖြစ်သွားပါတယ်နော်အဲ့ဒီမှာဆိုရင်2 5နှစ်လို့ထွက်ပါတယ်ထိပ်စီး1 2 5နှစ်လို့ထွက်တဲ့အချိန်ကအလဲတိုင်းနဲ့အပိတ်9နှစ်ပေါ့နော်အဲ့ဒီ3လုံးကိုတစ်ခါပြန်ပေါင်းမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီမှာ1အပေါင်း5အပေါင်း2 2နဲ့5နဲ့ပေါင်းတော့ခွန်နဲ့1နဲ့ပေါင်းတော့8လို့ရပါ8ကိုပါဝါယူမယ်8ရဲ့ပါဝါက3 8ကိုနှစ်ခတ်ယူမယ်8ရဲ့နှစ်ခတ်က1 1ရဲ့1ကိုပါဝါပြန်ယူမယ်1ရဲ့ပါဝါက6အဲ့ဒီမှာဆိုရင်8 3 1 6ဆိုပြီးတော့အထီးကြီးလေးလုံးရပါတယ်ဗျာနော်8 3 1 6အထီးကြီးလေးလုံးမှာ2 5နှစ်ရဲ့အောက်မှာဘာထွက်သွားလဲဆိုတော့ပြီးခဲ့တဲ့အချိန်က8 9 5ဆိုပြီးတော့ထွက်သွားတာဖြစ်ပါတယ်နော်အဲ့ဒီမှာဆိုရင်ဘာထိသွားလဲဆိုတော့ဒီမှာ8တလုံးထိသွားပါတယ်တဲ့နော်8 9 5လို့ထွက်ပါတယ်အဲ့ဒီမှာ8တလုံးထိပါတယ်ဟုတ်ပြီအခုအဲ့ဒီမှာအခုလာမဲ့အချိန်အတွက်2 5နှစ်က2ထိပ်စီ8 9 5ကအလဲတိုင်းနဲ့အပိတ်အဲ့ဒီ3လုံးကိုပေါင်းမှဖြစ်ပါတယ်ထက်က2ထိပ်စီ2အပေါင်း9အပေါင်း5 2နဲ့9နဲ့ပေါင်းတော့17လို့ရပါတယ်เนาะ17နဲ့5နဲ့ပေါင်းတော့6လို့ရပါတယ်တဲ့6ကိုပါဝါယူမယ်အပေါ်ကလိုပဲเนาะအရင်ဆုံးပထမအလုံးကိုပါဝါယူတယ်6ရဲ့ပါဝါက1အဲ့ဒီ6ကိုနှစ်ခတ်ယူမယ်6ရဲ့နှစ်ခတ်က9ကိုပါဝါပြန်ယူမယ်အဲ့ဒီတော့9ရဲ့ပါဝါက4အဲ့ဒီမှာဆိုရင်6 1 9 4ဆိုပြီးတော့အထီးကြီးလေးလုံးရပါတယ်ဗျာเนาะ6 1 9 4အထီးကြီးလေးလုံးကအခုထွက်မယ်2ရက်တလ2026အတွက်အထီးကြီးဖြစ်ပါတယ်เนาะအထီးကြီးလေးလုံးပေါ့เนาะအထီးကြီးလေးလုံးမှာဒီလေးလုံးမှာသူကနှလုံးစီနှလုံးတော့မဟုတ်တစ်လုံးတော့မဟုတ်နှလုံးဒါမှမဟုတ်အပူအခွဆိုလို့ရှိရင်သူကအပီးထွက်တတ်တယ်เนาะအဲ့ဒါလေးတွေကအပူအခွဆိုရင်နှလုံးပါတတ်တယ်เนาะအဲ့ဒါလေးတွေအဲ့လိုလေးတွေရှိပါတယ်ဗျဒါကတော့နီးစနစ်အရာကျွန်တော်ပြပေးတာဖြစ်ပါတယ်ကြိုက်နှစ်သက်လို့ရှိရင်အသုံးပြုလို့ရပါတယ်မကြိုက်မနှစ်သက်ဘူးဆိုရင်เนาะအသုံးမပြုပါနဲ့เนาะဒါကနီးစနစ်အရာမှန်နေတဲ့နီးစနစ်အရာကိုကျွန်တော်ကချပြပေးတာဖြစ်ပါတယ်အဲ့ဒီတော့2ရက်တလ2016အတွက်အထီးကြီး၄လုံးဖြစ်ပါတယ်ဗျာเนาะဒီအထီးကြီး၄လုံးကိုပေတံအနေနဲ့ကစားလို့လည်းရတယ်ဘယ်လိုကစားမလဲဆိုတော့ဒီအထက်မှာဆိုရင်8316လို့ထွက်တယ်เนาะအဲ့8346ကတစ်လုံးသုံးမဟုတ်နှလုံးကစားပြီးတော့နှလုံးယူပြီးတော့အကျန်တဲ့ကဏ္ဍနဲကနေပြီးတော့တစ်လုံးသုံးမဟုတ်နှလုံးပြန်ယူရမှာဖြစ်ပါတယ်เนาะအခုဆိုရင်ဒီမှာဒါဆိုရင်ကျွန်တော်ပေတံအနေနဲ့ရေးပြမယ်เนาะပေတံအနေနဲ့ရေးပြမယ်ဆိုလို့ရှိရင်တဲ့ဒီမှာ6194ပေါ့เนาะ6194အထီးကြီးဆိုတော့ဒီမှာတစ်လုံးသုံးမဟုတ်နှလုံးပေါ့เนาะ1 or 2ကျန်တဲ့ကဏ္ဍတွေကိုကျန်တဲ့ကဏ္ဍ6လုံးကဏ္ဍ6လုံးထပ်ကြံမယ်เนาะကဏ္ဍ6လုံးကြံမယ်ကဏ္ဍ6လုံးကိုအောက်ကနေရေးလိုက်မယ်ဒီမှာ1ပါသွားပြီဆိုတော့2ကြံမယ်3ကြံမယ်4ပါသွားပြီဆိုတော့5ကြံမယ်6ပါပြီ9ကြံမယ်8ကြံမယ်9ပါပြီ3ရပါအဲ့ဒါမှာဒါကပေတံပေါ့เนาะပေတံအနေနဲ့သုံးမယ်ဆိုရင်ဒီလိုပေါ့เนาะပေတံအနေနဲ့သုံးမယ်ဆိုရင်ဒီလိုသုံးလို့ရပါတယ်အပေါ်ကတစ်လုံးသုံးမဟုတ်နှလုံးပါရမယ်အပေါ်ကတော့လုံးဝတစ်လုံးအနည်းဆုံးမထိဘူးဆိုရင်တစ်လုံးထိရမယ်ဗျာเนาะနှလုံးလည်းထိနိုင်တယ်
အထက်ကကဏ္ဍကလုံးဝထိပြီးမှထွက်ရမယ်ကဏ္ဍထွက်ရမှာဖြစ်ပါတယ်ဗျာနော်ဒါကနီးစနစ်အရာကျွန်တော်ပြောတာပါနော်အပေါ်မှာဒါတွေကိုလည်းပေးတဲ့အနေနဲ့ထုတ်သုံးကြည့်လို့ရတယ်နော်8136ဆိုရင်ကျန်တဲ့ကဏ္ဍလေးလုံးကအောက်မှာရေးကြည့်လိုက်ဒီလိုပဲရေးကြည့်လိုက်ပေါ့နော်ကဏ္ဍဒါ2တန်းထိပေးတာနော်ပြောလိုက်မှမသိတဲ့လူကတော့ကဏ္ဍ10လုံးကုန်သွားပြီကွာမထိပဲနေမလားအော်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့အုံနောက်နည်းနည်းဥစ္စာမဖြစ်သေးဘူးပေါ့ဗျာနော်အတွေးခေါ်နည်းနည်းအားနေသေးတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့2တန်းထိပေးတဲ့အနေနဲ့ဒီမှာ3တယ်ဒီမှာဆိုလို့ရှိရင်ဒီအောက်ကနှလုံးလဲပါနိုင်တယ်သို့မဟုတ်တစ်လုံးလဲပါနိုင်တယ်အဲ့ဒီတော့6194ကတစ်လုံးသို့မဟုတ်နှလုံးပါရမယ်23598ညကလည်းနှလုံးသို့မဟုတ်တစ်လုံးပါရမယ်အထက်ကတစ်လုံးပါရင်အောက်ကနှလုံးပါမယ်အထက်ကနှလုံးပါရင်အောက်ကတစ်လုံးပါမယ်ဒါပေမဲ့အထက်ကအပူအခွလို့ထွက်လို့ရှိရင်အပီးရှင်းထွက်တတ်တယ်ဗျာနော်ဒီအပူအခွဘာလို့လဲဆိုရင်ဒီမှာတစ်ချိန်မှာဒီမှာကြည့်ကျန်တဲ့အချိန်တွေမှာလည်းရှိတယ်နော်ဟိုစာအုပ်ထဲမှာပြပြထားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီအပူခွဆိုလို့ရှိရင်ဒီမှာဆိုအပီးရှင်းထွက်သွားတယ်တွေ့လားနော်252ဆိုရင်ဒီမှာ9359ကီးမှာဆိုလို့ရှိရင်252လို့ထွက်သွားတယ်အပူအခွအနေနဲ့အပီးရှင်းသွားတယ်နော်အပီးထွက်သွားတယ်အဲဒါကြောင့်ဒါအပူအခွလို့နဲ့ထိုးမယ်ဆိုရင်ဒီကောင်ကိုအပီးထွက်တတ်တယ်အဲ့ဒါလေးကိုယူဆိုင်ပါဗျာနော်ကျန်တာအဲ့လိုအပူခွမထွက်ဘူးဆိုလို့ရှိရင်အပေါ်ကတစ်လုံးသုံးမဟုတ်နှလုံးအောက်ကနှလုံးအပေါ်ကနှလုံးပါရင်အောက်ကတစ်လုံးပါရမယ်အဲ့ဒီလိုပုံစံမျိုးအသုံးပြုရမှာဖြစ်ပါတယ်ဒီဗီဒီယိုကလည်းအရန်ရှည်သွားပြီဗျာအားလုံးပဲကံကောင်းကြပါစီဗျာနော်ကြိုက်နေတဲ့မှာကစားပါနော်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe ဆိုတဲ့စာတန်းလေးနှိပ်ပြီးတော့အားပေးသွားပါအောင်ဗျာနော်တွက်နည်းတွေကိုကျွန်တော်တင်ပေးပါမယ်အလုပ်ကလည်းအရန်အလောက်ကလည်းမအားတလို့ဖြစ်နေတဲ့အတွက်ကြောင့်မို့မတင်ပေးဖြစ်ဘူးဗျာနော်ဒီတစ်ပတ်တော့နောက်ရက်ဒီမှာလည်းအချိန်ရပါသေးတယ်ထိုးကွက်တွေပါကျွန်တော်တင်ပေးပါအောင်မယ်အားလုံးပဲကံကောင်းကြပါစီဗျာအရင်ဘက်ကတော့ကျွန်တော်ထိုးကနန်းလည်းမတင်ပေးလိုက်ရဘူးဗျာဒါကတော့ကျွန်တော်အရင်ဘက်ကထိုးထားတယ်ကျွန်တော်ကနန်းနေဖြစ်ပါတယ်ကျွန်တော်ထိုးတဲ့ကနန်းတွေကများပါတယ်နော်ကျွန်တော်ထိုးတဲ့ကနန်းတွေကများပါတယ်ဒါပဲဒါကထိုင်းဘတ်ငွေနဲ့ထိုးတာပေါ့နော်ကျွန်တော်ထိုင်းမှာဆိုတော့ထိုင်းဘတ်ငွေနဲ့ထိုးတာဖြစ်ပါတယ်အများကြီးတစ်ပတ်ကိုကျွန်တော်နည်းနည်းပဲထိုးပါတယ်10 15ဘတ်ပေါ့နော်10ဘတ်15ဘတ်ပေါ့နော်ကြိုက်တဲ့ဘတ်ဆိုရင်အဲ့လိုထိုးပါတယ်ဒါကျွန်တော်ထိုးတာဆိုရင်တစ်ပတ်ကိုအကွက်40 50လောက်ကျွန်တော်ထိုးပါတယ်ဒါပေမဲ့အရင်ဘက်ကကျွန်တော်ပေါက်ပါတယ်ဒါပေမဲ့ကနန်းမတင်ပေးခဲ့ရဘူးပေါ့ဗျာနော်ဘယ်လိုပေါက်လဲဆိုတော့ဒီမှာပေါ့ဗျာနော်ရှင်ငါကို15ချက်ဖို့စီပေါက်ပါတယ်เนาะရှင်ငါကိုပတ်လျောတွတ်ကိုရပါတယ်เนาะဒီမှာတဲရ15ချက်ထွက်တာ895လို့ထွက်တာဖြစ်ပါတယ်เนาะ895လို့ထွက်တော့ဒီမှာ5ချက်ဖို့ပေါက်တယ်ဒါကတော့တွတ်တည်ရပါတယ်ဗျာเนาะတွတ်က2ခွက်ရပါတယ်เนาะ2ခွက်3ခွက်လုံးရပါတယ်เนาะထိုင်းမှာကဗမာပြည်နဲ့ထိုးတဲ့ပုံစံချင်းမတူပါဘူးကဲဒီဘက်တော့လည်းကျွန်တော်ထိုးကနန်းတွေကိုကျွန်တော်တင်ပေးပါမယ်ကျွန်တော်တင်ပေးမဲ့ကနန်းကတော့အားလုံးကွက်အဖြစ်တော့50လောက်တော့ရှိမှာဖြစ်ပါတယ်ကျိုင်းနှစ်တက်ရာကိုယူထိုးပါကျွန်တော်ထိုးတယ်လို့လိုက်ထိုးပါလို့ကျွန်တော်ဆိုလိုခြင်းမဟုတ်ပါဘူးဒါကျွန်တော်ကတော့ပေါက်ရှင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အကွက်များများနဲ့ကစားတာဖြစ်ပါတယ်ကဲအားလုံးပဲကံကောင်းကြပါစေ